ဟိုသားတို့ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်ဟိုရှေ့ရက်ကတော့မှတွေ့လိုက်တယ်ဒီနေ့ကျတော့ဆုံးသွားတယ်ဆန္ဒမှလမ်းမှာတွေ့လိုက်တယ်ခုညနေကျတော့ဆုံးသွားပြီပေါ့နော်ဒီလိုမျိုးတွေလည်းကြားဖို့ကြမယ်တချို့ celebrity ရဲ့ symbol တွေမှာဖျော်ဖြေနေတဲ့ရုပ်တရက်ကြီးလဲကြပြီးတော့ဆုံးသွားတာပေါ့နော်အဲ့လိုမျိုးဟာတွေလည်းဒါမြင်မှုကြလိမ့်မယ်ဒါဘာလို့ဖြစ်တာလဲဆိုလို့ရှိရင် heart attack လို့ခေါ်တဲ့ဒီနှလုံးသွေးကြောပိတ်တဲ့လက္ခဏာပဲဖြစ်တယ်ဒီနေ့မှာပေါ့နော်နှလုံးရောဂါရှိတဲ့သူတွေဟိုအထူးသတိထားတဲ့ဒီ heart attack လို့ခေါ်တဲ့နှလုံးသွေးကြောပိတ်တာနဲ့ပတ်သက်ပြီးတော့ဗဇာနည်းနည်းပါ sharing တိတိလောက်လေးပေါ့နော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ heart attack ဆိုတဲ့နှလုံးသွေးကြောပိတ်တယ်ဆိုတဲ့လက္ခဏာပေါ့နော်ဒါရုပ်တရက်ကြီးလဲကျသွားဆိုပေမဲ့လို့သူကချက်ချင်းမျိုးဖြစ်တာမဟုတ်ဘဲနဲ့ရှေ့မှာဥစွာပြတဲ့ဒီလက္ခဏာမျိုးတွေရှိရပေါ့နော်ဒီလက္ခဏာတွေကိုသိရဆိုလို့ရှိရင်ကိုယ့်ရဲ့မိသားစုပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းပဲဖြစ်ဖြစ်ကိုမိသားစုပဲဖြစ်ဖြစ်ပေါ့နော်ဒီအချက်တွေသိထားမယ်ဆိုလို့ရှိရင်ဒါသူတို့ကိုတနည်းနည်းနဲ့တော့ကယ်တင်နိုင်မှာပဲဖြစ်ပါတယ်နှလုံးကြွက်သားစီကိုဒီအောက်ဆီဂျင်ပါတဲ့သွေးတွေကိုပေါ့နော်ပို့ဆောင်ပေးတဲ့လမ်းချောင်းမှာပေါ့နော်တခုခုကပိတ်ဆို့သွားပြီဆိုလို့ရှိရင် heart attack ကဒါစပြီးဖြစ်တာပေါ့နော်ဒီနှလုံးကိုအောက်ဆီဂျင်ပါတဲ့သွေးရမရောက်တော့ဘူးဆိုလို့ရှိရင်နှလုံးရဲ့ကြွက်သားတွေကဒီအချိန်ခဏလေးအတွင်းမှာပဲပျက်စီးသွားတယ်ဒီလိုအချိန်မှာပေါ့နော်ဒီ heart attack ဖြစ်တဲ့လူနာတစ်ယောက်အတွက်အရေးကြီးဆုံးကတော့ဒါအချိန်တစ်ခုပဲဖြစ်ပါတယ်အမျိုးသားတွေမှာအများဆုံးတွေ့ရတဲ့လက္ခဏာကတော့ပေါ့နော်ရှင်ဘက်ကိုတစ်ခုခုနဲ့ဟိုညှစ်ထားသလိုဖိထားသလိုဒီလိုမျိုးလက္ခဏာကဒါ9မိနစ်ထပ်ပိုပြီးဖြစ်တတ်တယ်ရှင်းဦးဆိုတာပေါ့နော်ပြီးလို့ရှိရင်ဒီပါးရိုးတွေလက်တွေဒီဘယ်ရောညာရောပေါ့ရှင်ဒီရှင်ဘက်တွေကြောကုန်းတွေဒီလိုတွေအောင့်နာတွေဖြစ်မယ်ချွေးတွေအရန်ထွက်တာမျိုးဖြစ်မယ်အသက်ရှူကခက်ခဲတာကြက်တဲတာဒီလိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မျိုးသမီးတွေမှာဖြစ်လေရှိတဲ့လက္ခဏာကတော့ဒါအမျိုးသားတွေနဲ့တိတ်ပြီးတော့မတူဘဲနဲ့ပေါ့နော်ရှင်ဘက်ကိုအဲ့လိုမျိုးပြင်းပြင်းထန်ထန်နာတာမျိုးတွေမဖြစ်ဘဲနဲ့အော့အန်နာတွေမောပန်းပြီးတော့ပေါ့နော်ဟိုဘာမှမလုပ်နိုင်တာတွေပြီးလို့ရှိရင်အသက်ရှူကြက်တာတွေပေါ့နော်ဒီလိုမျိုးလက္ခဏာလောက်ပဲဖြစ်တတ်တယ်ဒီလက္ခဏာတွေကြုံလာပြီဆိုလို့ရှိရင်ဆေးရုံကိုယ်တိုင်ကားမောင်းသွားတာမျိုးလုံးဝမလုပ်သင့်ပါဘူး။ heart attack ကကြတော့ရုပ်ရည်ဒီနာကျင်တွေကနေတတိလေးမိမြော်သွားတာဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုမျိုးကြောင့်မို့လို့ဆေးရုံကိုဒါကိုယ့်အကူကားမောင်းသွားတာမျိုးမလုပ်သင့်။ဟိုအနီးနားမှာပေါ့နော်ဒီလိုမျိုးဖြစ်တဲ့လူနာတယောက်ယောက်တွေ့ပြီဆိုလို့ရှိရင်လည်းဒါတတိလက်သွားတဲ့အခြေအနေဆိုလို့ရှိရင် CPR လုပ်ပေးဖို့လိုအပ်တယ်။ကာကွယ်ရမယ့်နည်းလမ်းတွေကတော့ပုံမှန်ဆက်လိုက်တောက်တတ်တဲ့လူဆိုလို့ရှိရင်ဆက်လိုက်ဖြတ်ရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ဒီ cholesterol ကိုအမြဲတမ်းစစ်ဆေးရမယ်ပေါ့နော်။သွေးစစ်တဲ့နေရာမှာသွားပြီးစစ်ဆေးရမယ်။ပြီးလို့ရှိရင်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမယ်။ဒီစီးချိုတွေသွေးတိုးတွေဒါတွေရှိလာလဲကြိုပြီးတော့စစ်ဆေးထားမယ်ပြီးတော့ကြားတွေစားများတဲ့အစားအစာတွေဒီအစားအစာတွေကိုစားတာလဲရှောင်ရမယ်ဒီပတ်ဝန်းကျင်မှာပေါ့နော်အခုလိုမျိုးတွေလူတယောက်ကတုံလာတာပဲဖြစ်ဖြစ်ကိုမိသားစုဝင်ထဲမှာတုံလာတာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးအခုမိုးစားပြောသွားတဲ့အချက်တွေကတော့ဒီဆေးရုံကနေအခြေပေါ်ကမရောက်ခင်ဆက်ကြပဲဒါလုပ်ပေးရမှာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုတွေမှာပဲဖြစ်ဖြစ်ဒီလို heart attack လက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့အခုမိုးစားပြောပြသွားတဲ့အချက်တွေကဒါဆေးရုံကနေအခြေပေါ်ကမရောက်ခင်ဆက်ကြမှာပဲဒါလုပ်ရမှာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် heart attack လူနာတယောက်ယောက်ရဲ့အသက်ကပေါ့နော်ဟိုအချိန်ပေါ်မှာမူတည်တယ်အချိန်နောက်ကျသွားရင်လည်းအသက်ဆုံးရှုံးနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါက line ပေါ်မှာပေါ့နော်ဒီလိုမျိုးလက္ခဏာဖြစ်လာပြီဆိုလို့ရှိရင်အကြံဉာဏ်တောင်းနေတာကိုအရင်မလုပ်ဘဲနဲ့ဆေးရုံကိုအမြန်သွားဖို့ပဲလိုအပ်ပါတယ်ဒီနေ့မှာတော့ heart attack နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒါတိတိလောက်လေး sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်နောက်ထပ်လည်းကျမရေးဆိုင်ရာအချက်အလက်တွေကို sharing လုပ်သွားပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးစားရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့ဒါပြောကြားချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်